အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီအင်္ဂလိပ်စာမှာအခြေခံ 8 part of speech ကိုသင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဝါကျတိဆောက်ပုံ basic sentence structure လေးတွေကိုစတင်ပြီးတော့လေ့လာကြရမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့သင်ခန်းစာမှာကျွန်တော်ကနေပြီးတော့မှဒီ basic sentence structure လေးတွေကိုညဝေပြီးတော့မှာပဲဖြစ်ပါတယ်အဲ့တော့အခြေခံအပြင်ဝါကျတိဆောက်ပုံကတော့အင်္ဂလိပ်မှာဒီ subject ရယ် predicate ရယ်ဆိုပြီးတော့မှအပိုင်းနှစ်ပိုင်းပါရှိပါတယ် subject ကပြုလုပ်တဲ့သူဖြစ်ပြီးတော့ predicate ကဒီ subject ကိုအဓိပ္ပာယ်ဖြစ်ပေးတဲ့အပိုင်းဆိုပြီးတော့မှအပိုင်းနှစ်ပိုင်းပါရှိပါတယ်အဲ့တော့ဒီနေရာမှာဥပမာအပြင် the boys play the football ဆိုတော့ play the football ကဒီဘက်က subject ရဲ့အဓိပ္ပာယ်ကိုဖြစ်ပေးလိုက်တဲ့ predicate ပဲဖြစ်ပါတယ်အဲ့တော့ဒီ sentence မှာဒီဝါကျမှာအကယ်၍ဒီ predicate မှာပါတဲ့ but ကကံလိုတဲ့ကရိယာဆိုလို့ရှိရင်နောက်ကပြုလုပ်ခံရတဲ့ object လိုက်ပါမယ်ကျွန်တော်တို့နမူနာဝါကျလေးတစ်ခုကိုထုတ်ကြည့်လိုက်အောင်ပါ The carpenters build the house ဒီနေရာမှာ build ဆိုတဲ့ဒီ but က predicate မှာပါတဲ့ but ကသူကံလိုတဲ့ကရိယာဖြစ်တဲ့အတွက် transitive but ဖြစ်တဲ့အတွက်သူ့နောက်မှာပြုလုပ်ခံတဲ့ object လိုက်ပေးရပါတယ်အဲ့တော့ The carpenters build the house carpenter build ဆောက်တယ်ဘယ်ဟာကိုဆောက်တာလဲဆိုတော့ဒီဆောက်လုပ်ခံတဲ့ပြုလုပ်ခံတဲ့ object the house ပါတဲ့အတွက်ဒီဝါကျပြောမယ်ဆိုလို့ရှိရင် subject verb object ဖြစ်ပါတယ်အဲ့ဒီတော့အကယ်၍ဒီ predicate ပိုင်းမှာပါတဲ့ verb က intransitive verb ကရိယာမလိုတဲ့ခံမလိုတဲ့ but ဆိုလို့ရှိရင်တော့ကျွန်တော်တို့က subject ရဲ့ but ရဲ့ဆိုလို့ရှိရင်ကိုပဲအဓိပ္ပာယ်ပြည့်စုံပါတယ်အဲ့တော့ intransitive but ကံမလိုတဲ့ကရိယာလေးတွေကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်ပါ I walk every morning ဒီနေရာမှာ I walk ကကံမလိုတဲ့ကရိယာဖြစ်တဲ့အတွက်အနောက်မှာ object မလိုပါဘူး He sleeps ဒီနေရာမှာလည်းပဲ sleep ကကံမလိုတဲ့ကရိယာဖြစ်တဲ့အတွက် object မလိုပါဘူး subject ရဲ့ but ရဲ့ she thinks ဒီနေရာမှာ thinks ကကံမလိုတဲ့ကရိယာ intransitive but ဖြစ်တဲ့အတွက် object မလိုပါဘူးဒီတော့ဝါကျ subject ရဲ့ but ရဲ့ဆိုတဲ့နှလုံးသွင်းတဲ့အဓိပ္ပာယ်ပြည့်စုံပါတယ်အကယ်၍ကံလိုတဲ့ but ဆိုလို့ရှိရင်တော့အနောက်မှာ subject ရဲ့ but ရဲ့ object ရဲ့ဆိုပြီးတော့မှဝါကျပုံစံလေးထွက်လာပါမယ်အဲ့တော့ကျွန်တော်တို့ကအခြေခံအဖြစ်ဒီဝါကျတိဆောက်တဲ့နေရာမှာ subject ရဲ့ but ရဲ့နဲ့အဓိပ္ပာယ်ပြည့်စုံတဲ့ဝါကျရှိသလိုတချို့ဝါကျတွေကြတော့ subject ရဲ့ but ရဲ့ object ရဲ့ဆိုပြီးတော့မှ SVC SVO ဆိုပြီးတော့မှဝါကျတိဆောက်ပုံလေးထွက်လာပါမယ်အဲ့တော့ဆက်လက်ပြီးကျွန်တော်တို့ကဒီအခြေခံဝါကျဖြစ်တဲ့ but to be နဲ့အသုံးပြုပုံကိုလေ့လာကြည့်ကြရအောင်ပါအဲ့ဒီလိုကျွန်တော်တို့ဒီအခြေခံဝါကျတိဆောက်ပုံလေးတွေကိုစနစ်တကျလေ့လာထားမယ်ဆိုလို့ရှိရင်တော့တက်နိုင်သမျှအမှားတွေနေပြီးတော့အင်္ဂလိပ်လိုလေရေးတတ်အင်္ဂလိပ်လိုလေရေးထားတဲ့ဟာကိုမြန်မာလိုဘာသာပြန်တတ်သွားမှာပဲဖြစ်ပါတယ်အဲ့တော့အခြေခံအဖြစ်အခြေခံဝါကျ but to be နဲ့တိဆောက်တဲ့ဟာကတော့ဒီ but to be နဲ့သုံးတဲ့ noun ရယ် adjective ရယ် adverb of place ရယ် prepositional phrase ရယ် battery by object passive voice နောက်တစ်ခါ noun clause ဆိုပြီးတော့မှဒီအခြေခံဝါကျတိဆောက်တဲ့ the use of but to be ကိုကျွန်တော်တို့နောက်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့မှလေ့လာကြရပါမယ်ပြီးလို့ရှိရင်ဒီဝါကျတိဆောက်တဲ့ဟာကိုကျွန်တော်တို့က table လေးနဲ့ဒီတဖြည်းဖြည်းချင်းပေါ့ subject ရဲ့ but ရဲ့နဲ့တိဆောက်တယ်ပြီးလို့ရှိရင် subject but object နဲ့တိဆောက်တယ်နောက်တစ်ခါ subject ဘက်မှာပါတဲ့ noun ကိုဒီ modify လုပ်တာတွေရယ် object မှာပါတဲ့ noun တွေကို modify လုပ်တာနောက် but ကို modify လုပ်တာတွေရယ် ဒီ
ဒီ pronoun ကို modify လုပ်တာတွေရယ်နောက်ဒီ adverb ကို modify လုပ်တာတွေရယ်နဲ့ဝါကျရှည်သွားမှာအဲ့ဒီပုံစံလေးတွေကိုပဲလေတဆင့်ချင်းကျွန်တော်တို့က table လေးတွေနဲ့လေ့လာမယ်ဆိုလို့ရှိရင်တော့ဝါကျပုံစံအသိများများဆဆမရှိပါဘူးအလုံး10ကျော်20လောက်ဒီပုံစံလေးပုံသေးလောက်ထားလိုက်မယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်လိုတွေကိုရေးကျင်တဲ့ဟာတွေကိုရေးလို့ရနိုင်တယ်လို့သူများရေးထားတာတွေကိုလည်းပဲဒီအမှားကင်းကင်းနဲ့ဘာသာပြန်နိုင်မှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်နေ့ဗီဒီယိုတွေမှာဒီ back to be နဲ့ပတ်သက်တဲ့အခြေခံဝါကျတိဆောက်ပုံလေးတွေကိုကျွန်တော်ဆက်လက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်